โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ထိုင်ဝမ်မှာဘလို့အိမ်ခံ9နေရမယ်ဆိုတစ်ချက်ပြောပြပါမယ်ကျွန်တော်တို့ဥစွာဒီ Google မှာ591တော့မဟုတ်ရင်ဒီရဲ့ quality ချင်း科大校外租屋资讯网လေးတစ်ချက်ရှာလိုက်ပါဒီနှစ်ခုရဲ့ကွာခြားချက်ကတော့ကျွန်တော်တို့ဒီရဲ့ quality ဟာကကျွန်တော်တို့ရဲ့ချင်းကြီးအကြောင်းပတ်ဝန်းကျင်မှာအိမ်ခန်းကိုဈေးတက်သွားစွာနဲ့ရှာပြီးနေလို့ရပါတယ်ကျွန်တော်တို့ဒီရဲ့591ကတော့ဒီထိုင်ဝမ်တစ်ခုလုံးရဲ့နေရာတိုင်းမှာအိမ်ခန်းကိုရှာယူငါနေလို့ရပါတယ်ကျွန်တော်တို့နေဝင်လိုက်မယ်ဆိုဒီနာဇူလေးကိုကြည့်လိုက်ပါဒီမှာကျွန်တော်တို့ရဲ့နေတဲ့နေရာပေါ်မူဒီမှာlocal လေးကိုချက်ယူလိုက်ပါကျွန်တော်ဥပမာဒီမှာကဖုန်းရံကိုယူလိုက်မယ်ဒီနားမှာကရွေးချယ်စရာလေးတွေကထပ်ခွဲထားပါတယ်ဥပမာဒီမှာယာဖောင်分租套房独立套房整层住家ဆိုပြီးခွဲထားလေးပါတယ်ဒီနားမှာယာဖောင်ဆိုတာကကျွန်တော်တို့အိမ်ခန်းထဲမှာအိမ်နိုင်ချိုးခန်းကအများသုံးနဲ့တောင်းရမှာပါဒီရဲ့分租套房ဆိုတာကကျွန်တော်တို့အိမ်ခန်းထဲမှာအိမ်နိုင်ချိုးခန်းလေးပါပြီးသားပါဒီရဲ့တူလီထောက်ဖောင်ကတော့ကျွန်တော်တို့အိမ်ခန်းထဲမှာအိမ်နိုင်ချိုးခန်းအဖြစ်အိမ်ခန်းက2ခန်းလောက်ထပ်ရှိမယ်ပေါ့မိဖို့ကြောင့်တို့အိမ်ခန်းတို့လည်းရှိတတ်ပါတယ်တူကဒီရဲ့分租套房ထက်ဆိုင်တော့ဈေးကတော့အများကြီးပိုတော့မှာပါ整层住家ဆိုတာကကျွန်တော်အိမ်ခန်းတစ်ခန်းလောက်ကိုငားလိုက်တာပါအိမ်ခန်း2ခန်း3ခန်းတို့ပါတာတို့အိမ်နိုင်ချိုးခန်းတွေလည်းကိုခန်းနဲ့ကိုရှိတာတို့အမျိုးပါပါတယ်ဒီနားမှာကကျွန်တော်ဒါလေးကိုယူလိုက်မယ်ပြီးရင်ဒီနားကဈေးကကိုအများဆုံးနဲ့အနည်းဆုံးချက်ချိလိုက်ပါကျွန်တော်ဥပမာပြောမယ်ဆိုဒါလေးကိုယူလိုက်မယ်ဒီအောက်ကတော့ကျွန်တော်တို့အလိုရှိရပေါ်မူတည်မှရွေးချယ်လို့ရပါတယ်ကျွန်တော်ဥပမာဒီမှာတစ်ချက်ကျွန်တော်လိုက်လုပ်ထားရေးချက်ဝင်ကြည့်လိုက်မယ်ကျွန်တော်ကဒီရဲ့ဟာအဆင်ပြေတယ်ပေါ့အဲဆိုဒီရဲ့ဟာတစ်လကို9,900ပြီးရင်ဒီနားမှာရာချင်းကြံကြွေးဆိုတာယူထားပါတယ်ဒီရဲ့အထိပ္ပယ်ကကျွန်တော်တို့ပထမတစ်လမှာအိမ်လခက3လစာပေးရပါမယ်ဒီရဲ့အိမ်လခတစ်လစာပြင်ကျန်တဲ့2လစာကစီယံငွေဖြစ်ပေးထားရပါတယ်ဒီရဲ့စီယံငွေကကျွန်တော်တို့ဒီအိမ်ထဲမှာမနေတော့ဘူးတခြားနေရာပြောင်းလို့မယ်ဆိုဒီကျွန်တော်တို့အိမ်ပိုင်ရှင်ကကျွန်တော်တို့ပြန်ပေးမှာပါကျွန်တော်တို့ဒီမှာဒီအိမ်ခန်းရဲ့ဓာတ်ပုံလေးကိုချက်ကြည့်ပါကြိုက်တဲ့အဆင်ပြေရဆိုဒီအောက်လေးကိုတစ်ချက်လိမ့်ကြည့်မှဒီနားမှာသူတို့ပါဝင်တဲ့ပစ္စည်းတွေထိုင်ခုံတို့ဂတင်တို့ရေခဲကြတာတို့ချက်ကြည့်လိုက်ပါဒီအောက်နားမှာကဒီအိမ်ပိုင်ရှင်ရေးထားတဲ့ဒီအိမ်ခန်းနဲ့ပတ်သက်တဲ့ဒီပြရမယ့်အချက်လက်တွေအကုန်ရှိပါတယ်ဒါဆိုကျွန်တော်တို့ဒီမှာကြည့်ပြီးတော့အချက်လက်တွေအကုန်စိတ်တိုင်းကြတယ်ကျွန်တော်ကြိုက်တယ်ဆိုဒီနားမှာဒီ invitation တော့မဟုတ်ပွဲစားရဲ့ဖုန်းနံပါတ်လေးပါရေးထားပါတယ်ဒါဆိုကျွန်တော်တို့ကဒီဟာကိုဆက်သွယ်မှငားနေဖို့အတွက်ပြောဆိုလို့ရပါပြီကျွန်တော်တို့ဒီမှာသတိပြုရမယ့်အချက်ကတော့ဒီအိမ်ခံကားမဲ့ဆိုကိုယ်တိုင်2ခေါက်3ခေါက်လောက်တော့ကြည့်ပေးပါဘာလို့လဲဆိုကျွန်တော်တို့ကတော်တော်များများကတစ်နှစ်ကနေအနည်းဆုံးစနေရမှာဖြစ်တဲ့အတွက်ဒီတစ်နှစ်လုံးမှာကိုစိတ်တိုင်းကြနေဖို့အတွက်ဒီအိမ်ခန်းကိုယ်တိုင်တော့ကြည့်ပါကိုယ်တိုင်ထောက်ခံစားကြည့်ပါဟုတ်နောက်ဆုံးတော့ကြည့်ရှုတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်